အိမ်ဖော်မကသူမ၏အိမ်ရှင်မကိုရှေ့မှာပင်ကဲ့ရဲ့ပြောဆိုခဲ့သည်ထိုမျိုးသမီးကငါ့ကိုမကောင်းပြောရဲတယ်ပေါ့သွားတွေကုန်အောင်နေခဲ့ဟုပြန်ပြောလိုက်သည်နောက်တစ်စက္ကန့်မှာပင်အိမ်ဖော်မသည်ရုတ်တရက်လဲကျသွားပြီးသူမ၏သွားများအမှန်တကယ်ကျွတ်ထွက်ကုန်သည်ထို့သို့မြင်သောအခါအခြားအိမ်ဖော်မများသည်တယောက်ပြီးတယောက်ထွက်ပြေးကြသည်အမျိုးသမီးစကားများသည်အမှန်တကယ်ဖြစ်လာမည်ဟုမင်းတို့မြည်သည့်အခါကမှမတွေးခဲ့ကြပေထိုအမျိုးသမီးသည်မူလကဂိုင်းတစ်ခု၏ခေါင်းဆောင်ဖြစ်ခဲ့တော်လဲတာမန်ဘဝကိုဖျက်ဆီးရန်ပြင်ဆင်နေစဉ်တွင်ဖက်ဖူးသောဝတ္ထုတစ်ပုဒ်ထဲသို့မတော်တဆရောက်ရှိသွားခဲ့သည်ထို့အပြင်သူမသည်ထိုစာအုပ်ထဲမှဗီလိန်တစ်ယောက်ဖြစ်လာခဲ့သည်အမျိုးသမီးကိုပျော်ရွှင်စေသောအရာတစ်ခုထဲမှသူမ၏စကားများကိုအမှန်ဖြစ်လာစေနိုင်သောစွမ်းရည်ရရှိလာခြင်းပင်ဖြစ်သည်မည်သူမဆိုသူမကိုစော်ကားရဲလျင်သူမပြောလိုက်ယုံဖြင့်ယင်းတို့ကိုအပြစ်ပေးနိုင်သည်ထိုအချိန်တွင်အိမ်ဖော်မတစ်ယောက်ကအမျိုးသမီး၏ခင်ပွန်းပြန်လာပြီဖြစ်ကြောင်းလာရောက်သတင်းပို့သည်ခင်ပွန်းကိုတခါမှမတွေ့ဘူးသောအမျိုးသမီးသည်တွားရောက်ကြည့်ရှုခဲ့ရာသူမ၏ခင်ပွန်းကထိုမြချုံမောလိမ့်မည်ဟုမထင်ထားခဲ့ပေသို့တော်လည်းထိုသူသည်အခန်းထဲသို့ရောက်သည်နှင့်ချက်ချင်းပင်ကွာရှင်းပေးရန်တောင်းဆိုခဲ့သည်ယင်းဤကားကိုတစုံတစ်ယောက်ကဖျက်ဆီးခဲ့သောကြောင့်ကားမတော်တဆမှုဖြစ်ပွားခဲ့ပြီးတပ်တွေအထောက်ထားအလုံးကအမျိုးသမီးကိုလက်ညှိုးထိုးနေကြောင်းသိရသည်ကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးပါကအမေရိကန်ဒေါ်လာ10 တန်းရရှိမည်ဖြစ်ကြောင်းသူကအမျိုးသမီးအားပြောကြားခဲ့သည်အမျိုးသမီးကမြို့တော်၏အချမ်းသာဆုံးတထေးကြီးကသူမအားအမေရိကန်ဒေါ်လာ10 တန်းသာပေးနေသည်ဟုစိတ်ထဲတွင်ညှဉ်းညူမိတော်လဲသူမ၏အတွေးများကိုထိုသူကကြားလိမ့်မည်ဟုမထင်ခဲ့ပေသူကချက်ချင်းပင်သူ၏လက်ထောက်အားထူးဆန်းသောအတန်များကြားရသလားဟုမေးမြန်းခဲ့သည်လက်ထောက်ကမကြားရကြောင်းပြောကြားခဲ့သည်ဤအချိန်တွင်အမျိုးသမီးသည်ကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးပြီးဖြစ်တော်လဲထိုသူမှစိတ်ရှုပ်ထွေးနေခဲ့သည့်အကြောင်းမှာအမျိုးသမီးသည်သူ့အား9 နှစ်ကြာအောင်လိုက်ခဲ့ပြီးသူ့ကိုလက်ထပ်နိုင်ရန်အတွက်သူ့ဘိုးထံတွင်ပင်တောင်းပန်ခဲ့ရသေးသည်သူမအဘဲကြောင့်ဤမြအလင်းအမြန်ကွာရှင်းရန်သဘောတူခဲ့သည်နည်းဆိုသည်ကိုသူနားမလည်နိုင်ခဲ့ပေထို့နောက်သူမ၏အတွေးများကိုထပ်မံကြားလိုက်ရသည်အမျိုးသမီးကကွာရှင်းပြီးနောက်မော်ဒယ်18ယောက်ကိုငှားရမ်းကသူမအားပြုစုစေရန်စီစဉ်ထားသည့်ထိုသူသည်အမျိုးသမီး၏အတွေးများကိုကြားနေရကြောင်းနောက်ဆုံးတွင်သိလိုက်ရသည်သူမ၏အစီအစဉ်များကြောင့်အလွန်အံ့ဩသွားပြီးသူ၏လက်ထောက်အားသူ့အခန်းသို့ပြန်ခေါ်သွားရန်အမြန်ပြောလိုက်သည်ခင်မွန်းသည်ရုတ်တရက်ထွက်ပြေးသွားသည်ကိုမြင်သောအခါအမျိုးသမီးမှာအံ့အားသင့်သွားသည်သူမသည်ကွာရှင်းပြေစာရရှိပြီးခရီးထွက်ရန်စောင့်ဆိုင်းနေခဲ့တော်လဲယခုအခါတွင်ခင်မွန်းသည်ကနောက်ဆုတ်သွားပုံရသည့်အမျိုးသမီးသည်လက်တွေ့ကဘာတွင်ကြန့်ရှိနေသေးသောငွေများကိုတွေးတောကသူမ၏မူလဘဝသို့ပြန်သွားရန်နီလန့်ရှာဖွေရန်ဆုံးဖြတ်လိုက်သည်သူမ၏စကားများတွင်မော်စွမ်းအားရှိကြောင်းသိသည့်ထို့ကြောင့်သူမသည်လတာဆောင်ပေါ်တွင်ရက်ကကဘာပျက်စီးပါစေဟုအော်ဟစ်လိုက်သည်နောက်တစ်စက္ကန့်တွင်လေပြင်းများတိုက်ခတ်လာသည်သူမသည်ဝတ္ထုထဲကကဘာပျက်စီးသွားပါကသူမ၏လက်တွေ့ဘဝသို့ပြန်သွားနိုင်မည်ဟုတွေးကစိတ်လှုပ်ရှားနေခဲ့သည်သို့တော်လည်းလျှက်စီးလက်တံတစ်ချက်ကသူမအားထိမှန်လိုက်ပြီးအမျိုးသမီးသည်ချက်ချင်းပင်လဲကျသွားသည်အိမ်ပေါ်မများသည်သူမထံသို့ပြေးလာကြပြီးကွာရှင်းခြင်း၏စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုသူမမခံနိုင်ဟုထင်မြင်ကြသည်လက်တွေ့ဘဝသို့ပြန်သွား၍မရတော့ကြောင်းသိသောအခါအမျိုးသမီးသည်မည်သို့ပင်ဖြစ်စေသူမ၏ခင်ပွန်းထံမှကွာရှင်းလျော်ကြေးကိုရယူရန်ဆုံးဖြတ်လိုက်သည်သူမ၏ခင်ပွန်းကိုမုန်းတီးသွားစေရန်ရည်ရွယ်ကသူမသည်သူ့အားရေနွေးပူတစ်ခွက်ကိုတမင်တကာပေးလိုက်သည်သို့တော်လည်းထိုသူကမြည်သည့်ခံစားချက်မှမရှိဘဲတောက်လိုက်သောအခါအမျိုးသမီးကအမှားတစ်ခုခုလုပ်မိပြီဟုထင်လိုက်သည်ထို့ကြောင့်သူမသည်ရေတစ်ခွက်ကိုကိုယ်တိုင်လောင်းတောက်လိုက်ရာချက်ချင်းပင်ကိုယ်ခန္ဓာတစ်ခုလုံးပူလောင်သွားသည်ဤနီလန့်အလုံးမဖြစ်ကြောင်းသိသောအခါအမျိုးသမီးသည်သူမ၏ခင်ပွန်းကိုဆုံးဖြတ်ကတိန်လုပ်ရန်သူမ၏မော်ပညာကိုအသုံးပြုလိုသည်သူမကအိမ်မှာခြုံပုတ်တွေအများကြီးရှိတယ်ငွေတွေရှိရမယ်အခုခင်ပွန်းရဲ့ခြေထောက်ကအဆင်မပြေဘူးငွေကိုက်ခံရရင်မကောင်းဘူးလို့တမင်ပြောလိုက်သည်မကြမီငွေတကောင်ပေါ်လာတော့လဲရင်းကိုက်ရန်ရည်ရွယ်သူမှာအမျိုးသမီးဖြစ်သည်အမျိုးသမီးမှာကြောက်လန့်တကြားဖြစ်ကငွေကိုလွှင့်ပစ်လိုက်ပြီးထိတ်လန့်မှုကြောင့်သတိလစ်သွားသည်